မဲ့ရိုက်ခွဲလုံးလေးပေါ့နော်ပြီးတော့ဗာလဲရိုက်ခွဲလေးပေါ့နော်အဲ့ကောင်လေးကိုကက်စတမာလာတော့ကျွန်တော်ဆန်းနဲ့ထည့်ထားတာကျွန်တော်ဆန်းမှန်လေးချက်ဆန်းကြည့်အချိန်မှာကက်စတမာရဲ့ပုတ်ရတာဗာလဲဆိုပြမယ်နော်ဟောစင်ကက်လေးထည့်လိုက်ရင်ဒီကောင်ဒီမှာပေါ့နော်လူစားပြဆိုပြပါလိမ့်မယ်စင်ကက်ထည့်လိုက်နော်ဒါစင်ကက်ထည့်လိုက်ရင်လူစားပဲဖြစ်တဲ့အဲ့ဒါလေးပေါ့နော်ဒီပါတော့ပေါ်သေးရပေါ့နော်လူစားပြစင်ကက်ထည့်လိုက်ရင်လူစားပဲဖြစ်တဲ့အဲ့ဒါလေးပေါ့နော်ဒီကောင်လေးရိုက်ခွဲတဲ့ပြုတ်ကြတဲ့အချိန်မှာလေယာလေးဟာမျိုးလေးကြောင့်ဖြစ်နိုင်တယ်ပေါ့နော်အများကြီးကလေယာဟာတာကြောင့်ဖြစ်နိုင်တယ်ဒီကောင်လေးကိုကျွန်တော်မာသာဘုတ်ပြင်ပေးရမှာဖြစ်ပါတယ်အဲ့တော့ရိုက်ခွဲထားတဲ့အလုံးလေးကိုကျွန်တော်မာသာဘုတ်လေး file ပေးပါအောင်နော်အဲ့တော့ဒီလူကြီးမျိုးတို့ကျွန်တော်မှာဆင်းလိုက်မတက်တဲ့ network ဘိုင်းနဲ့ပတ်သက်တဲ့ error ပေါ့နော် wifi error ပဲဖြစ်ဆင်းရတာဖြစ်ဖြစ်ကျွန်တော်တို့မှာဘယ်လို error ဖြစ်ဖြစ်ပြင်နေရပါတယ်နော်ကျွန်တော်ဒီကောင်လေးဆက်တော့ပြင်ကြည့်လိုက်အောင်မချမ်းခွာမယ်ပေါ့နော်ဒါကျွန်တော်တို့ပေါ့နော်ဆက်ရင်းချမ်းပါပေါ့နော်ဟုတ်ဆက်တော့ဒီကောကိုအောင်ဆက်ရဒါတော့မချမ်းပါဘူးရတယ်။ဟောဒီကျန်သေးရနော်။လုံးစားပြတယ်ပေါ့နော်ကျွန်တော်တို့တိုင်းကြီးလက်တဲ့ချိန်မှာဒီနားလေးကပင်တိုင်မိုးလေးတက်ပေါ့နော်။ဒီနားလေးပါနားပွိုက်လေးပေါ့တက်မှုပြောက်တယ်။ဒါပြည့်ချက်ချန်ကြီးလိုက်တော့နော်။ကဲဒီဟာထိပါပေါ့နော်။ဒီဟာထိပါတော့ဒီမှာပေါ်အကြောင်း wifi လေးပါလည်းများတယ် wifi လေးပွိုက်တယ်။အဲ့တော့ကျွန်တော်တို့ဒီကောင်လေးကိုမာလာပုတ်ချိန်မှပဲရတယ်ပေါ့နော်။ဒါနေရာထိပါပဲနော်။အဲ့ဒါကျွန်တော်မာလာပုတ်ချိန်နေပါပေါ့နော်။ကဲဒါလေးကတော့ကျွန်တော်တို့မာသာဘုတ်ရွှေ့ပေးပါပေါ့နော်အောက်ဘုတ်လီယာချင်းမှာဖြစ်ပါတယ်အဲဒါတော့ကျွန်တော်တို့လီယာခဲဖို့ပေးပါပေါ့နော် IC လေးခဲဖို့ပေးပါဆိုတော့ပြန်ကပ်ပြီးလေးလိုက်အောင်ပဲပေါ့နော်ဒီကျွန်တော် single လေးထည့်ကြည့်လိုက်နော်ကဲဒါကဲဟောနော် single လေးရှင်းတိုင်းလေးတက်သွားပြီရှင်းတိုင်းလေးတက်သွားပြီပေါ့နော်ဒီစာလေးကြည့်လိုက်အောင်ဖုန်းလေးတစ်ချက်ခေါ်ကြည့်လိုက်နော်ဖုန်းမှာခေါ်ကြည့်မယ်နော်အဲအကြောင်းမျိုးပြောဆင်းမရရဆိုလို့ရှိရင်ကျွန်တော်ရှိမှအကုန်လုံးပြင်ပြလို့ရပါတယ်နော်ဟယ်လိုဟယ်လိုကျွန်တော်ဆင်းလိုက်ရတာအကုန်လုံးရပါတယ်ကုန်ရပါတယ်နော်ဖုန်းလည်းပြောလို့ရပါပြီပါဒီအမှန်လေးကိုတော့ကျွန်တော်တို့ view ထဲမှာ quality ကောင်းတဲ့မှန်လေးကျွန်တော်တို့ထည့်ထားပြီးရပါတော့နော်ဒါကုန်စားစိတ်တက်တာတော့အောင်ပေါ့နော် original မလဲတော့ဘဲနဲ့ကုန်စားစိတ်တက်တာတော့အောင်ကျွန်တော်တို့ original နီးနီးကောင်းတဲ့ OLED လေးလေးပေးတာဖြစ်ပါတယ် smartphone က camera တွေပါလည်းထိခိုက်တာကိုကျွန်တော် camera တွေပါဆိုလည်းပြန်ပြီးတော့ပြင်ပေးလိုက်တယ်ပေါ့နော် file မိလိုက်တယ်body quality လေးတစ်ချက်လောက်ပြပြပါအောင်နော် body quality ဆိုလို့ရှိရင်လည်းအရင် original လိုပဲကောင်းတဲ့ quality ကောင်းတဲ့ဟာပဲကျွန်တော်ပြန်လည်ပြီးတော့မှတုံးပေးထားပါတယ်နော်အဲ့တော့လူချင်းမင်းတို့ကျွန်တော်တို့ရှိမှဘယ်လိုရတာပဲဖြစ်ဖြစ် iPhone တွေနဲ့ပတ်သက်လို့ကတော့ကျွန်တော်တို့ရှိမှအကုန်လုံးပြန်လည်ပြီးတော့မှပြုပြင်လို့ရပါတယ်ကျေးဇူးများတင်ပါတယ်